အားလုံးပဲမင်္ဂလာပါကျွန်တော် Chelsea for you နဲ့ပြန်လည်ကြိုဆိုပါတယ်ကျွန်တော်တို့ဒီနေ့ကတော့ကျွန်တော်တို့ Chelsea ဟာ Stamford Bridge အိမ်ကွင်းထဲမှာပဲ Newcastle United ကို 0-1 ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ခဲ့တယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ညီကိုနဲ့တူတူကျွန်တော်အမြင်ကိုကျွန်တော်ပြောသွားခြင်းတယ်ဆိုတော့ Chelsea ကဘလို့ဖြစ်နေလဲဆိုတော့မြန်မာစကားပုံတစ်ခုလိုပဲပေါ့နော်ဘာကြီးကိုလည်းမမီထိတင်ပွဲကိုလည်းမတွေ့ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်ဒါဆုံးဖြတ်ချက်တွေမပြတ်သားဘူးလို့ပဲပြောရမယ်ပေါ့နော်တကယ်လို့ဆုံးဖြတ်ချက်တွေပြတ်သားခဲ့တယ်ဆိုရင်တောင်မှကွင်းတွင်းမှာကစားနေတဲ့ညီပြရဲ့နေဗျူဟာပိုင်းကစားသမားတွေရဲ့နိုင်လိုစိတ်ပွဲပေါ်စာလောင်မှုဒါတွေကပျောက်ဆုံးနေတယ်လို့ပြောလို့ရတယ်တကယ်လို့ကျွန်တော်တို့ဒီပွဲသာနိုင်မယ်ဆိုရင်ကျွန်တော်တို့အသင်းဟာအစင်လေးကိုတက်ရမယ်အခြေအနေကိုရောက်မယ်ရှေ့မှာပြောရရင် Man United နဲ့ Aston Villa ကထိတိုက်တွေ့နေတဲ့အနေအထားမျိုးမှာတသင်းသင်းသာရှုံးမယ်ဆိုရင်ကျွန်တော်တို့အသင်းကလည်းနိုင်မယ်ဆိုရင်ဂိုးကွာနဲ့ကျွန်တော်တို့ကအထက်ကိုရောက်မဲ့အနေအထားမျိုးဒါကိုကျွန်တော်တို့အခွင့်ကောင်းမယူနိုင်ဘူးဆိုတော့ဒီညမှာနီးပြရဲ့နီးပြွာပိုင်းတွေကအများကြီးစကားပြောတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့နီးပြကသူသွားချင်နေတဲ့ဝေးသူလှုပ်ချင်နေတဲ့ပုံစံသူ့ ideology ကိုပဲတွတ်သွင်းနေတာကိုမြင်ရတယ်ဆိုတော့ဒီညမှာနောက်တန်းနေတဲ့အဆင်မပြေတာသိတယ်ဒီနောက်တန်းတွေကဘောပလင်းမကောင်းတာလည်းသိတယ်ဒါပေမဲ့ဒီပုံစံတိုင်းပဲကစားတယ်တခါလေကျတော့ကျွန်တော်ကစားသမားတွေကိုအပြစ်မတင်ချင်တော့ဘူးကစားသမားတွေဒီပုံစံနဲ့အဆင်မပြေတာကိုနီးပြကဒီပုံစံနဲ့တွတ်သွင်းနေတာကိုပဲကျွန်တော်ကအပြစ်တင်ချင်တော့တယ်နီးပြအနေနဲ့ဘာကြောင့်များဒီပုံစံအဆင်မပြေတာကိုဆက်လက်အသုံးပြုနေလဲဆိုတာနားမလည်နိုင်တော့အောင်ပဲပြောရရင်ကစားသမားတွေကအရေးချင်းရှိလို့မှ Chelsea ကိုရောက်လာကြတာဗျာပြောရရင်ဒီကစားသမားတွေဘောပလင်းမကောင်းတာတခုပဲကြံတဲ့အပိုင်းမှာမညံဘူးလို့ပြောလို့ရတဲ့ကစားသမားတွေရှိတယ်ကျွန်တော်တို့ Wesley Fofana ဆိုရင်အရန်ကောင်းလို့မှတန်း80တောင်ပေးပြီးတော့ဝယ်ထားတဲ့ကစားသမားအခုသူ့လက်ထက်မှာဆိုရင်နီးပြလီယန်ရိုစီနီယာလက်ထက်မှာဆိုရင်ဘောပလင်းမကောင်းလို့တိုင်ပတ်နေတာတော်တော်လေးကိုစိုးတယ်လို့ပြောလို့ရတယ် Wesley Fofana ကဘောလုံးတောင်မှလမ်းကြောင်းတက်အောင်မပေးနိုင်ဘူးဆိုတော့နီးပြပိုင်းခင်းချင်းရဆို Newcastle ကအိမ်စာကောင်းကောင်းလှုပ်လာတယ် Chelsea ကိုဘလို့ရှင်ပြိုင်ကစားရမလဲဆိုတာဘလို့နိုင်အောင်ကစားရမလဲဆိုတာကောင်းကောင်းသိတယ်ဒီနေရာမှာ Eddie Howe ကိုအများကြီးချီးကျူးရမယ်ဆိုတော့ Chelsea ကဒီပုံစံတိုင်းလာမယ်ဒီတိုင်းပဲသွားမယ်ဆိုတာကိုသူကောင်းကောင်းသိတယ်ဘလို့ပိတ်ဆို့ရမယ်ဆိုတာကောင်းကောင်းသိတယ်ဆိုတော့ဒီနေ့ပွဲမှာဆိုရင် Newcastle က Chelsea ရဲ့ကွင်းလယ်ကျောကဖောက်ပဲဆိုတော့ကောင်းကောင်းသိတယ်ဒါကြောင့်မို့ကွင်းလယ် overload ကိုတည်ပြီးတော့ကိုပိတ်ဆို့သွားတာ mid block လို့ပြောရမယ်အဲ့လိုမျိုးပိတ်ဆို့ပြီးကစားတဲ့အခါမှာ Chelsea ကဘာမှမလုပ်တတ်တော့ဘူးတောင်မန်နေပို့တော့ cross တင်လာဆိုမတင်ဘူးဒီအလဲကိုပြန်ရောက်တယ်နောက်ကိုပြန်ရောက်တယ်ကိုသမားစီပြန်ရောက်တယ်ဒါတွေနဲ့ပဲလုံးချပတ်ချရိုက်နေတပွဲလုံးဒီလိုပဲကစားသွားတာမိနစ်80ကျော်လောက်မှာဒီပြောအခင်းချင်းအပြောင်းနေချင်းပြောင်းနေလှုပ်တယ်မလှုပ်လို့တော့မဟုတ်ဒါပေမဲ့ဒီပုံစံတွေကပဲရုံမထွက်နိုင်ဘူးဆိုတော့ကျွန်တော်တို့ဒီနေ့ပွဲမှာဂိုးပေါက်ကန်သွင်းခွင့်22ကြိမ်ထိရှိတယ်ဒါပေမဲ့ Chelsea ဂိုးပေါက်တဲ့တာ3ကြိမ်ပဲရှိတယ် Newcastle 8ကြိမ်လောက်ကန်နဲ့5ကြိမ်တဲ့တယ်ပြောရရင်ကျွန်တော်တို့ရဲ့တိုက်စစ်ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကလည်းညံ့တယ်လို့ပဲပြောရမယ်ပေါ့နော်အဆုံးသက်မကောင်းဘူးလို့ပဲပြောရမယ်ပြောရရင်ဒီနေ့ပွဲလူဆုံးထုတ်လာတာကနောက်ပွဲအတွက်တောင်မှပို့ပြီးတော့နစ်နာသွားသေးတယ်ကျွန်တော်လာမဲ့ PSG နဲ့ပွဲစဉ်မှာရှင်ပြိုင်ကစားမဲ့ကစားသမားတွေပဲပွဲထုတ်လာတယ်ဒါပေမဲ့အနိုင်ယူနိုင်ခြင်းမရှိဘူးပြောရရင်နီးပြလီယန်လူစီနီယာကဒီပွဲကိုအောင်ဆိုင်လာတယ်ဆိုတာကတော့သိကြတယ်ဘာလို့လဲဆိုတော့ကစားသမားကောင်းတွေကိုပဲထုတ်ထားတယ်နိုင်တဲ့ကိုအပြည့်ထုတ်ထားတယ်ဒါပေမဲ့နီးပြအခင်းချင်းရမလုံလောက်ခဲ့ဘူးကစားသမားတွေရဲ့စိတ်တဲ့ပိုင်းဆိုင်ရာနိုင်လိုစိတ်ရမလုံလောက်ခဲ့ဘူးကျွန်တော်တို့ဒီဟာဒီချန်ပီယံလိဝင်ကွယ်အဆုံးသက်သွားပြီလို့တောင်မှပြောလို့ရတယ်ဘာမှမျှော်လင့်စရာမရှိတော့ဘူးပြောရရင်အသင်းကဒီပုံစံတိုင်းဆိုရင် mid level လောက်ပဲရှိတော့မှာလဲလဲဆင့်မယ်တပွဲလေးနိုင်မယ်တပွဲလေးရှုံးမယ်ဒီလိုပဲတန်တရားလဲနေတော့မှာဒါမဲ့ရသည်ချန်ပီယံလိဝင်ကွယ်တနေရာမရဘူးချန်ပီယံလိမှာလည်းဘာမှဖြစ်လာမှာမဟုတ်တော့ဘူး PSG လို့အသင်းမျိုး3ခုစောစီးပြန်သွင်းဖို့ဆိုတာကမလွယ်ဘူးဆိုတော့ချန်ပီယံလိမှာလည်းဘာမှမဖြစ်ဘူး FA ကလည်းအသင်းကောင်းတွေအများကြီးကျန်သေးတယ်ပရီးမီးယားလိမှာလည်းချန်ပီယံလိဝင်ခွင့်တနေရာမရဘူးဆိုရင်နောက်ရသည့်ဗန်နာရေးဆိုင်ရာပြဿနာတွေတက်လာတော့မယ်
အဲ့လိုဆိုဘယ်လိုလုပ်ရမလဲကမ္ဘာကောင်းတွေရောင်းထိုးရတော့မယ်အဲ့ဒါချယ်ဆီကကျွန်တော်သိနေတဲ့ချယ်ဆီမဟုတ်တော့ကျွန်တော်လိုချင်တဲ့ချယ်ဆီမဟုတ်တော့မစ်လေပဲလောက်ပဲရောက်သွားလိမ့်မယ်ဖြန်မြင့်စင်တောင်မဟုတ်မစ်လေပဲလောက်ပဲရောက်သွားလိမ့်မယ်တော်တော်ဆိုးပါတယ်ဆိုတော့ဒီနေ့ပွဲမှာဆိုရင်နျူကာဆယ်ကလူဆုံးတော့မထုတ်ဘူးဒါပေမဲ့ချယ်ဆီကိုဘယ်လိုကစားရမလဲဆိုတော့ကောင်းကောင်းသိတယ်ဘယ်လောက်ထိဆိုးလဲဆိုတော့ချယ်ဆီကဒီနေ့ပွဲရောနောက်ဆုံး14ပွဲမှာတပွဲပဲကလင်းရှိရတယ်အဲ့လောက်ထိကိုနောက်တန်းကဆိုးတယ်ဒီနေ့ပေးလိုက်ရတဲ့ကိုကိုလည်းပြန်ကြည့်လိုက်အောင်တကယ်ဆိုရင် Wesley Fofana တို့ Chalobah တို့လိုက်နိုင်ခဲ့တဲ့နာမလိုက်ဘူး Reece James ပြန်လိုက်တယ် Wesley Fofana ဆိုတော့နောက်က Anthony Gordon တက်လာတာဗျာနေတော့လူလေးကပ်ပါအောင်လားလိုက်ပါအောင်လားမလိုက်ဘူးတော်တော်ဆူဆူဝါဝါပဲဒီနောက်တန်းနဲ့ကျွန်တော်ဘာမှမျှော်လင့်လို့လည်းမရတော့ဘူးမျှော်လင့်စရာလည်းမရှိတော့ဘူးလို့ပြောလို့ရတဲ့အသင်းမျိုးဖြစ်သွားပြီချမလေးဝင်ခွင့်ဆိုတာအဝေးဖြစ်သွားပြီသူများပေးမှရမယ့်အမှတ်ပုံစံမျိုးတွေသူများပေးမှရမယ့်နေရာမျိုးတွေဖြစ်သွားပြီကိုကိုတိုင်းဖန်တီးခွင့်မရှိတော့ဘူးနောက်လာမယ့်ပွဲတွေကပို့ပြီးတော့ကြက်တဲတယ်ခက်ခဲတယ်ကျွန်တော်တို့မှာပွဲချောင်းတယ်လို့ထင်ရတဲ့ Everton ဒီနေ့မှာ Arsenal ကိုဘလို့ခံကန်သွားလဲ Arsenal ဘယ်လောက်ထိဂျုံကန်ခဲ့ရလဲဘယ်လောက်ထိကို Everton ကမာတယ်ဒီဟာဒီမှာ6မှာဆိုလို့ Sunderland ပဲရှိတယ်Sunderland တော့ကကျွန်တော်တို့ပထမကြော့မှာ3-1ဆိုတဲ့ရှာလက်နဲ့ Chelsea ကိုအနိုင်ယူထားတာထင်သလောက်မလွယ်ဘူး။ဒါမျိုးတော်တော်ကိုစိတ်လျှော့ပြီးတော့ကြည်ယူရတယ်။ဆိုတော့အနှစ်ချုပ်ပြောရမယ်ဆိုရင်ကျွန်တော်တို့အသင်းဟာဘာကြီးလည်းမမီတော့ဘူးထိတင်ပွဲလည်းမတွေ့တော့ဘူး။ဘယ်မှာမှကိုကတ်လို့မရတော့တဲ့အခြေအနေရောက်သွားပြီ။ကျွန်တော်တို့လက်ကြံပွဲတွေညီကိုလိုရောပေါ့နော်စိတ်လျှော့ပြီးတော့ကြည့်ကြပါလို့ပဲကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်တယ်။အားလုံးကျေးဇူးတင်ပါတယ်ညီကိုတို့နောက်ပြန်မှာပြန်တွေ့ပါမယ်